မျိုးသားတွေကိုဆွဲဆောင်ဖို့အစားတွေတွင်းစားခိုင်းခဲ့တဲ့ဒီနိုင်ငံဒီလိုဖြစ်ပျက်တွေကတော့မော်ရီတေးနီးယားနိုင်ငံမှာဖြစ်ပျက်နေတဲ့အရာတွေလို့ပြောလို့ရမှာပါဟိန္ဒူယူဝါဒအရပိပိပပမျိုးသမီးတွေထက်ဝဝကက်ကမိန်းကလေးတွေကပို့ပြီးတော့ချစ်စရာကောင်းတယ်လို့အမျိုးသားတွေကထင်ကြပါရီဒါကြောင့်အမျိုးသမီးတွေလင်ရဖို့ရေတိုရေးနဲ့ကယ်လိုရီ9000လောက်ကိုအတင်းအဓမ္မစားခဲ့ရပါတယ်နွားနို့စိတ်နို့ပဲတွေကိုလိုအပ်တဲ့ပမာဏထက်ပို့ပြီးတော့စားကြရပါတယ်ဒီလိုစားဖို့ကိုမိဘတွေကိုယ်တိုင်ကစေချော်တက်ရွယ်ကလေးကတင်နှဲပေးခဲ့တာပါတကယ်လို့သူတို့ကြွေးရတွေကိုမစားရင်တော့ဘေးမှာဒူတစ်ချောင်းနဲ့စောင့်ပြီးတော့ကိုကြွေးတာပါအစီတွေတက်ဝိတ်တွေတက်ပြီးအစာမကျင်ရေပြည့်ရေကဲတွေပါဖြစ်ခဲ့ပါတယ်ဒီဒေတာမိုးခေါင်ရေရှားသလိုအရန်လေးဆင်းရဲကြပါတယ်အထက်ကမှ17နှစ်ရွယ်ကောင်မလေးကျောင်းနဲ့စလိုက်ရှာအောင်ပါသူကတော့မိုးနဲ့ဖြစ်ပြီးတော့သူတို့ရဲ့မီယိုဖလာတိုင်းမင်္ဂလာဆောင်ဖို့အတင်းကျပ်စာကျွေးခံရတဲ့သူတစ်ယောက်ပဲဖြစ်ပါတယ်ဒီဒေတာအလူတွေကစေချော်တက်ကောင်မလေးတွေကိုကိုအိမ်အောင်ချပေးဖို့2လအတွင်းကီလိုရီ9000လောက်ရဖို့အတွင်းချကြပါတယ်သူတို့နောက်ထပ်ဒလေးကတော့အသက်14နှစ်နဲ့အိမ်အောင်ရှင်မနေရာကိုယူတာပါသူတို့ကအလှည့်ကျအစာကိုကျွေးမွေးပြီးတော့သူတို့ရဲ့မင်္ဂလာပွဲအတွက်ပြင်ဆင်ပေးကြတာပါအဲ့လိုလုပ်နေရှင်ကနေမူနဲ့ရဲ့အမေတဟီရာလက်ကိုရောက်ပြီးတော့ကလေးတွေအတွက်အစာစားဖို့ပြင်ဆင်ပေးနေခဲ့ပါတယ်မော်ရီတေးနီးယားနိုင်ငံရဲ့ကျေးလက်ဒေသတွေမှာယနေ့ချိန်ထိမိမိငယ်လေးတွေရဲ့၄ပုံတစ်ပုံဟာအတင်းကျပ်စကျွေးခံနေရပါသေးတယ်ဒီလိုသာဆက်သွားနေရင်တော့နောက်ဆက်တွဲဆိုးကျိုးတွေဖြစ်လာနိုင်ပါသေးတယ်စီးကျုံနဲ့ဝါလော်ယောဂါတိဖြစ်လာနိုင်တဲ့ပြင်သွေးကြုံနဲ့နှလုံးယောဂါတိပါဖြစ်လာနိုင်ပါတယ်တဟီယာကတော့သူတာဝန်ယူထားသလိုကလေးတွေကီလိုရီတက်ဖို့အတွက်အစားအစာတွေချက်နေရင်ကနေ Fashion Design Magazine စာအုပ်ကိုယူလာပြီးတော့ကျန်တဲ့ချက်ပြုတ်သူတွေကိုပြခဲ့ပါတယ်ကလေးတွေကတော့12နှစ်ရွယ်တွေကအမေဖြစ်သူရဲ့တိုက်တွန်းချက်တွေကြောင့်နေမနာညမနာအစားတွေကိုစပိုးနေအောင်စားနေရပါတယ်ဒီလိုတွေကီလိုရီများတဲ့အစားအစာတွေကိုစားရတာကြောင့်တစ်ခါစားရင်2နာရီလောက်ထိကြာပါတယ်မနေ့စာကိုတောင်မှအဝလွန်စားခဲ့ရပြီးမကြခင်မှာပဲနောက်ထပ်စားစရာတွေကိုတောင်မှထပ်စားခိုင်းပါသေးတယ်။မိုးနဲ့ရဲ့အမေတဟီယာကတော့သူတို့လွဲမားတဲ့ဖိနှိပ်မှုအောက်မှာနေခဲ့တဲ့ဆိုတာကိုအခြားသူတွေကြည့်ဖို့အတွက်စူးစမ်းပြီးတော့သူတို့နဲ့နိုင်ရှင်ပြခဲ့ပါတယ်။ကင်ကာဒီရှင်လို့ခေါ်တဲ့မော်ဒယ်မင်းသမီးတစ်လက်ဖြစ်တဲ့သူကိုပြပြီးတော့သူတို့နဲ့မတူတဲ့ကမ္ဘာလာဆုံးလူတစ်ယောက်ဆိုတာကိုပြောခဲ့ပါတယ်။သူတို့နဲ့မတူတဲ့ကျမ်းမာကြီးကိုတေချာကြက်မှတ်ပြီးတော့ချောနေတာလို့ပြောပြခဲ့ပါတယ်။ဒါပေမဲ့ဘသူကမှလက်ခံတာမျိုးမရှိဘဲနဲ့ကိုကလေးတွေကိုပဲအစားတွေတင်ကျွေးဖို့အတွက်စူးစမ်းခဲ့ပါတယ်။အစားတွေကိုအမြဲတစေစားနေရတာကြောင့်ကျမရင်မကောင်းဖြစ်ပေမဲ့ပြောရုံကလည်းပြီးဘာမှကိုထူးခြားမှုမရှိပါဘူး။တမတ်ထားတဲ့ချက်တွင်းမှာကိုလေးချင်ရဖို့အတွက်စူးစမ်းရပြီးတော့ဒီလိုမျိုးစူးစမ်းရတာကလည်းသူတို့ဘွားတယ်လို့ပြောခဲ့ပါတယ်။ဒါညှဉ်းပန်းမှုတစ်ခုလိုတောင်မှဖြစ်နေပါရီ။အစားအစာတွေကိုအတင်းစားခိုင်းပြီးတော့တမတ်ထားတဲ့ကိုလေးချင်ရှာလာရှင်တော့အင်တာဗျူးပေးကြပါရီ။ဒီနေ့ကို heavy weight တန်ပြိုင်နေတဲ့သူတယောက်ရဲ့အစာနှုံးထက်တောင်မှပို့ပြီးတော့စားနေရတာကိုမြုံနိုင်စရာဖြစ်ခဲ့ပါရီ။ဒီလိုလှုပ်ရက်တွေကခုနေရှိနေသေးတယ်လို့ယူရဒလေးအနေနဲ့ဆက်ရှိနေကြတာပါ။သူတို့မှာကိုပိုင်ဘဝနဲ့ကိုပိုင်လွတ်လပ်ခွင့်ကိုအသက်10ကျော်သက်ဘဝတွေကဆုံးရှုံးရပြီးတော့ဖိနှိပ်မှုနဲ့တူညီတဲ့တန်းတူခွင့်ရရတဲ့နေလို့ပြောရမှာပါအမြဲဆုံးဒီဘဝကကျွတ်လွတ်နိုင်ပါစေလို့ဆုတောင်းရုံပဲရှိခဲ့ပါရီဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ရှုပေးရတဲ့ကျေးဇူးထူးတင်ရှိပါတယ်ရှင်